ငရင်ပြီးကမ္ဘာနိုင်ငံတွေကကျွန်တော်တို့ကိုလက်တွဲကူညီနေကြပါတယ်။ဘယ်နိုင်ငံကဘလို့ကူညီပေးလဲဆိုတာကိုကြည့်ကြရအောင်ပါ။ရန်ကုန်နေပြည်တော်မန္တလေးနဲ့စကိုင်းလိုဒေသတွေမှာအခုဒီအဖွဲ့တွေအလုံးလုံးနေပါတယ်။တရုတ်နိုင်ငံကပထမဆုံးရောက်လာတဲ့အဖွဲ့ပါ။ကယ်ဆယ်ရေးကျွမ်းကျင်သူ82ဦးနဲ့အတူစေဝါတွေအရေးပေါ်မိုးကာတွေပါလာခဲ့ပါတယ်။မန္တလေးကိုလည်း truck ကား19စီးနဲ့အရေးပေါ်ပစ္စည်းတွေပို့ပေးထားပါတယ်။ဒေါ်လာ14သန်းနီးပါးလည်းထပ်ကူညီမယ်လို့ကတိပေးထားပါတယ်။အိန္ဒိယရဲ့ Operation Brahma 2စီစဉ်အောက်မှာလေယာဉ်နဲ့15တန်ပစ္စည်းတွေရှာဖွေကယ်ဆယ်ရေးအဖွဲ့အယောက်80တို့ရောက်ရှိလာပါပြီ။အိန္ဒိယရေတပ်ကလည်းအခြားပစ္စည်းတွေနဲ့အတူရောက်လာအောင်ပါပါ။ရုရှားကလည်းလေယာဉ်2စီးနဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်120ဆရာဝန်တွေရှာဖွေခွေးတွေနဲ့အတူပစ္စည်းကိရိယာအပြည့်အစုံပို့ပေးခဲ့ပါတယ်။ဟောင်ကောင်ကတော့မိသက်သမား52ဦးနဲ့အသက်ရှာဖွေရေးဇက်တွေအုပ်စီးပြက်ဇက်တွေယူဆောင်လာတဲ့အဖွဲ့ကိုဆေလွတ်ခဲ့ပါတယ်။ရှာဖွေခွေး2ကောင်လည်းပါလာပါတယ်။မလေးရှားရဲ့အထူး smart အဖွဲ့ဝင်အယောက်50လည်းရောက်ရှိလာပြီးတော့ဒေါ်လာ1.3သန်းတန်ကူညီမှုတွေလှုပ်ဆောင်နေပါတယ်။အမေရိကန်ကတော့ဒေါ်လာ2သန်းနဲ့ usage ကျွမ်းကျင်သူ3ဦးကိုဆေးလွတ်ပြီးတော့မှအရေးပေါ်လိုအပ်ချက်တွေကိုအကဲဖြတ်နေပါတယ်။တောင်ကိုရီးယားကလည်းဒေါ်လာ2သန်းတန်ကူညီမှုတွေနိုင်ငံတကာအဖွဲ့တွေကတဆင့်ပေးပို့နေပါတယ်။စင်ကာပူကမြို့ပြကယ်ဆယ်ရေးအဖွဲ့ဝင်အယောက်80လည်းရောက်ရှိလာပြီးတော့ကယ်ဆယ်ရေးစတင်အလုံးလုံးနေကြပါပြီ။နယူးဇီလန်ကတော့နယူးဇီလန်ဒေါ်လာ2သန်းတန်ကူညီမှုတွေကိုပြည်ပဆိုင်ရာကြက်ချင်ဒီအဖွဲ့ကတဆင့်ပေးပို့နေပါတယ်။ဖိလစ်ပိုင်ကကယ်ဆယ်ရေးနဲ့ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်92ဦးပါတဲ့အဖွဲ့ကိုဆေလွတ်ခဲ့ပါတယ်။ထိုင်ဝမ်ကတော့ကယ်ဆယ်ရေးအဖွဲ့ဝင်120နဲ့ခွေး6ကောင်ကိုအဆင့်သင့်ထားရှိခဲ့ပြီးမြဲလုံခြုံရေးအကြောင်းပြချက်ကြောင့်ပြန်ဖြတ်သိမ်းခဲ့ရပါတယ်။ဒါပေမဲ့ထိုင်ဝမ်ကြက်ချင်ဒီအဖွဲ့ကဒေါ်လာ9000တန်ကူညီမှုတော့ပေးပို့ခဲ့ပါတယ်။အစ္စရေးကတော့ထိုင်းနိုင်ငံမှာပြိုကျဆောက်လုပ်ရေးနေရာကိုကူညီဖို့ရှာဖွေကယ်ဆယ်ရေးအဖွဲ့တခုဆေလွတ်ခဲ့ပါတယ်။ဗီယက်နမ်စစ်တပ်ကလည်းဖွဲ့ဝင်80ကရန်ကုန်မှာ26ဦးကတော့စကိုင်းမှာကယ်ဆယ်ရေးဆောက်လုပ်နေကြပြီလို့သိရပါတယ်။ဒေါ်လာ3သိန်းတန်ကူညီမှုတွေလည်းပေးပို့ခဲ့ပါတယ်။ကမ္ဘောဒီးယားကဒေါ်လာ1သိန်းစပိန်ကယူရို9သိန်းအပြင်ဘေးအနေရန်ပုံငွေအတွက်ယူရို1.5သန်းပြည်တင်ကတော့ပေါင်10သန်းတန်ကူညီမှုတွေကတိပြုထားပါတယ်။ဒီအဖွဲ့တွေကအမိုက်ဒရိုက်တွေရှင်းလင်းယာယီခလုံးရာတွေစစေကူတာမှုပြီးအစားအသောက်တွေဖြန့်ဝေနေကြတယ်။ဒါကဘာကြီးကကျွန်တော်တို့ကိုဘလောက်တောင်ဂယူးဆိုင်နေကြအောင်တတ်သိပါပဲ။ဒါပေမဲ့မေးစရာတစ်ခုရှိတာကဒီကူညီမှုတွေဒီပတ်စံတွေတကယ်ပဲလိုအပ်တဲ့သူတွေစီကိုရောက်မှာလား။ဒါမှမဟုတ်မရောက်ဘူးလားဆိုတာပါ။ဘယ်သူကမှတကယ်မသိနိုင်တဲ့မေးခွန်းပါဒါကျွန်တော်တို့အားလုံးစဉ်းစားမယ့်အရာပါဒုက္ခတွေရဲ့မျှော်လင့်ချက်နဲ့အနာဂတ်အတွက်အကူအညီတစ်ခုချင်းစီကအရေးကြီးနေပါတယ်ဒီအကူအညီတွေတကယ်အလုပ်ဖြစ်ဖို့ကျွန်တော်တို့အားလုံးရဲ့စောင့်ကြည့်မှုနဲ့ပူးပေါင်းပါဝင်မှုတွေလိုအပ်နေပါသေးတယ်ဒီမြေငရင်ကြီးကကျွန်တော်တို့နိုင်ငံကိုလမ်းစောတစ်ခုစီရောက်စီခဲ့ပါတယ်အသက်ဆုံးရှုံးခဲ့ရသူတွေကိုတွေးမိတိုင်းနဲ့ကျန်ရည်သူတွေရဲ့ငိုကြွေးတန်တွေကကျွန်တော်တို့ကိုထပ်သားတဲ့ရက်တီဖို့အော်ဟစ်တိုက်တွန်းနေပါတယ်ဆုံးရှုံးခဲ့ရတဲ့မိခင်တိုင်းဖခင်တိုင်းကလေးတိုင်းနဲ့မိတ်ဆွေရဲ့အသက်တစ်ခုစီကကျွန်တော်တို့ရဲ့ကြေကွဲနာကျင်နေတဲ့နှလုံးသားတွေကိုပြန်စည်းလုံးမှုသတိပေးနေပါတယ်ကျွန်တော်တို့အခုမစည်းလုံးမှုဆိုရင်ကျွန်တော်တို့ရဲ့ကလေးတွေနဲ့နိုင်ငံအတွက်မျှော်လင့်ချက်ဆိုတာရှိမှာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့အတူတူရက်တီပြီးတော့အတူကိုတူကူညီမယ်နိုင်ငံတကာကအကူအညီတွေတကယ်လိုအပ်သူတွေစီကိုရအောင်စောင့်ကြည့်တိုက်တွန်းမယ်ဆိုရင်ကျွန်တော်တို့မြန်မာပြည်ကိုလုံခြုံပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ်ပြန်လည်တည်ဆောက်နိုင်ပါတယ်ဆူတောင်းတာလည်းမဟုတ်ဘဲနဲ့လက်တွေ့လှုပ်ဆောင်မှုတွေနဲ့ကျွန်တော်တို့ရဲ့ကလေးတွေအတွက်မိသားစုတွေအတွက်ကျွန်တော်တို့မြန်မာပြည်ကြီးအတွက်အခုပဲတသားတက်တဲ့ဖြစ်အောင်ရက်တည်ကြပါစို့ကျွန်တော်တို့ရဲ့စီလုံးညီညွတ်မှုကကျွန်တော်တို့ရဲ့အင်အားဖြစ်ပါတယ်စီလုံးညီညွတ်မှုသာမရှိရင်တော့ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေမေးမိန်သွားပါမယ်အဲ့ဒါကိုမြင်မြတ်မှတ်ထားပါမိတ်ဆွေတို့ကျွန်တော်တို့နိုင်ငံကကျွန်တော်တို့တာဝန်ဖြစ်တဲ့အတွက်စီလုံးညီညွတ်စွာနဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကိုပုံကိုကောင်းမွန်သားလွန်ပြီးဖွံ့ဖြိုးတိုးတက်လာတဲ့နိုင်ငံအဖြစ်မြင်စေခြင်းနဲ့ဆိုရင်ဒီဗီဒီယိုလေးကို like လေးပေးပြီးတော့မှရှေ့ဆက်လက်ပြည်သူပြည်သားချင်းချင်းဒုကိုဒုကူညီဖေးမှသွားမယ်လို့ကိုဂရီတီလိုက်ပါခင်ဗျအားလုံးကိုကျေးဇူးများတင်ပါတယ်